RFA BBC VOA DVB မြန်မာနောင်ခေတ်သစ် ARD မျက်စိမှာအားလုံးဟာစစ်တပ်ကစစ်ကြောင်းထိုးတယ်လို့စစ်တပ်ကထိုးစစ်ဆင်ပြီဆိုလို့ရှိရင်သူတို့က PDF တွေတည်လို့မပြောဘူးရွာသားတွေတည်တယ် PDF တွေထွက်ပြေးတယ်လို့မပြောဘူးအဓိကအားဖြင့်ရွာသားတွေထွက်ပြေးတယ်ပြည်သူတွေထွက်ပြေးတယ်လို့ပြောကြတယ်အမှန်မှန်ပြောရလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့အကြမ်းဖက်ဥပဒေနဲ့ဆိုရင်အဲ့ဒီရွာတွေက PDF တွေကိုလက်ခံထားတဲ့ရွာတွေနောက်တစ်ခုကအဲ့ဒီရွာတွေရဲ့ဒုက္ခကဘာလဲဆိုတော့အဓိကအားဖြင့် PDF တွေကသူတို့ပြောတယ်စစ်တပ်လာရင်ထွက်ပြေးရမယ်ထွက်မပြေးပဲအဲ့ဒီရွာမှာကြံခဲ့တဲ့အိမ်တော်စုကြံခဲ့တဲ့မိသားစုတွေဟာစစ်တပ်ကိုအားပေးတဲ့မိသားစုတွေဖြစ်တယ်ဆိုပြီးတော့ PDF တွေကအဲ့ရွာတွေမှာ6လန့်ထားတယ်လို့ကျွန်တော်ဒီလိုသတင်းတွေကြားတယ်။ဒါကြောင့်မို့တချို့ရွာသူရွာသားတွေဟာသူတို့ရွာမှာနေခဲ့ခြင်းပေမဲ့ကိုယ့်အိမ်ကိုမီးရှို့ပြီးတော့ PDF နဲ့လိုက်ပြီးထွက်ပြေးရတယ်။အဲ့လို PDF နဲ့လိုက်ပြီးတော့အဲ့ကိုယ့်အိမ်ကိုမီးရှို့ပြီးထွက်ပြေးတဲ့ရွာသားတွေကပြီးရင်အဲ့ရွာကိုစစ်တပ်ကဝင်လာပြီဆိုရင်ဒီကောင်တွေက PDF တွေကအဲ့နားပတ်လည်မှာစောင့်နေပြီးတော့မလုပ်လဲဆိုတော့စစ်တပ်ကမီးရှို့ပါတယ်ဆိုပြီးတော့သူတို့ကဒီလိုမျိုးဝါဒဖြန့်တယ်။အမှန်မှန်ကအဲ့ဒီမြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ရွာတွေကိုစစ်တပ်ဝင်ပြီဆိုလို့ရှိရင် PDF ကအမိန့်ထုတ်ထားတာအဲ့ရွာမှာဘယ်သူမှမနေခဲ့ရဘူး PDF ရှိတဲ့ဘက်ကိုပဲပြေးရမယ် PDF ရှိတဲ့ဘက်ကိုပြေးတဲ့အခါမှာလည်းမိမိအိမ်မိမိမီးရှို့ခဲ့ရမယ်ပြီးတော့မှဒီကောင်တွေကစစ်ကြောင်းတွေထွက်သွားပြီဆိုမှအဲ့နေရာကိုဝင်လာပြီးတော့အမလီငါအိမ်လေးတော့သွားပါပြီစစ်တပ်ရဲ့လုံးရက်လိုက်တာတော့ဘာလို့ဒါမျိုးတွေပြော